ဆိုတာကစူးစမ်းတိုင်းမအောင်မြင်ဘူးတကယ်စူးစမ်းတိုင်းမအောင်မြင်ဘာလို့လဲဆိုကျမစူးစမ်းကြည့်ပြီးသွားပြီမအောင်မြင်ဆိုတော့စူးစမ်းတိုင်းမအောင်မြင်ဘူးရွေးချယ်မှုမှန်ကန်မှအောင်မြင်တာရွေးချယ်မှုမှန်ကန်မှုလို့တာမကြခင်မှာ2026ကိုရောက်တော့မယ်ပေါ့နော်2026ကိုရောက်တော့မယ်အနေထားမှာပေါ့နော်နှစ်ဟောင်းမှာဘာတွေကိုထားခဲ့ပြီးတော့နှစ်တစ်ကိုဘာတွေယူသွားမလဲပေါ့ဒါတွေကပြန်သုံးသပ်ရမယ့်အချိန်ရောက်လာပြီလို့ထင်တယ်ကျမကတော့ငငယ်လေးကအဲ့လိုမျိုးသုံးသပ်တယ်ပေါ့နော်ဒီဇင်ဘာလအနှစ်ကုန်နဲ့လာလည်းဖြစ်တယ်လို့ကျမကကြတော့မွေးလာလည်းဖြစ်တယ်ပေါ့နော်အဲ့တော့အသက်တစ်နှစ်ကြီးလာပြီငါဘာတွေလုပ်ထားခဲ့လဲငါရှေ့လျှောက်ဘာတွေလုပ်မလဲဆိုရဲ plan ဆွဲတယ်ပေါ့နော်ပြီးလို့ရှိရင်ငါဘာတွေလုပ်ခဲ့ပြီးပြီလဲငါရဲ့ achievement တွေကဘာတွေလဲပေါ့နော်ပြီးလို့ရှိရင်ရှေ့ဆက်ပြီးငါဘာလုပ်မလဲဆိုတဲ့ plan တွေ goal တွေကိုသတ်မှတ်တယ်ချတယ်ပေါ့နော်ဒါကတော့ငငယ်လေးကလုပ်ခဲ့တဲ့ဟာပေါ့နော်ကြွားဝပြီးတော့ပြောချင်တော့မဟုတ်ပါဘူးဒါအရင်တည်းကလုပ်ခဲ့တဲ့အချင်းလေးတစ်ခုကိုပြန်ပြောပြတာပါအဲ့တော့ဒါထားပါတော့အဲ့တော့ဒီ2025ကုန်တဲ့အချိန်မှာပထမဆုံးပြောပြချင်တာကြတော့ဒီ life lesson ပေါ့နော်ဘဝရဲ့သင်ခန်းစာတွေပေါ့ဒီငငယ်လေးကနေပြီးတော့အခုအရွယ်ထိကြုံခဲ့ဆုံခဲ့တဲ့ဟာတွေနဲ့အတူကိုတွေးမိတာနဲ့လက်တွေ့လဲကျင့်သုံးတဲ့ဟာပေါ့နော်အဲ့ဒါလေးကို sharing လုပ်ပေးချင်ပါတယ်အခုလောလောဆယ်အသက်ရွယ်ပိုင်းခြားဒီကြုံခဲ့ဆုံခဲ့တဲ့ထဲကအချက်ကလေးတွေကိုပြောပြချင်တာအဲ့ထဲမှာမှအကုန်လုံးပေါ့နော်ချင့်ချိန်တဲ့အရာလေးတွေပေါ့နော်အဲ့ဒါဘာလဲဆိုတော့နံပါတ်1ချက်ကကြတော့အောင်မြင်မှုတစ်ခုအတွက်ပေါ့နော်တစ်ခုခုလှုပ်ဖို့စဉ်းစားနေတဲ့အချိန်မှာ plan ဆွဲနေတဲ့အချိန်မှာလှုပ်ဆောင်တော့မယ်ဆိုတဲ့အချိန်တွေမှာ silent နေတဲ့တာပေါ့နော် silent ဆိုတာတော့ခဏလောက်လေးတိတ်ဆိတ်ပြီးနေတဲ့တာကိုပြောတာပေါ့နော်အဲ့လိုမျိုးတိတ်ဆိတ်နေတဲ့နေဆိုတာကွာလိုမျိုးဒီပြောချင်တာတယောက်တည်းအခန်းထဲမှာအောင်းနေတယ်ဆိုတဲ့အထက်ကွာကိုယ့်စိတ်ကိုအဓိကငြိမ်းချမ်းခွင့်ပေးထားပြီးတော့ကိုကဘာတွေလုံနိုင်တယ်ကိုဘာတွေလှုပ်ချင်လဲပေါ့နော်လူဆိုတာကစူးစမ်းတိုင်းမအောင်မြင်ဘူးတကယ်စူးစမ်းတိုင်းမအောင်မြင်ဘာလို့လဲဆိုကျမစူးစမ်းကြည့်ပြီးသွားပြီမအောင်မြင်ဆိုတော့စူးစမ်းတိုင်းမအောင်မြင်ဘူးရွေးချယ်မှုမှန်ကန်မှအောင်မြင်တာကိုယ့်စိတ်ကိုအဓိကငြိမ်းချမ်းခွင့်ပေးထားပြီးတော့ကိုကဘာတွေလုံနိုင်တယ်ကိုဘာတွေလှုပ်ချင်လဲပေါ့နော် self food ဖြစ်မဲ့ plan အတွက်ကိုလှုပ်တဲ့အချိန်မှာ silent နေတယ် silent ဆိုတာလေဒီတစ်ခါတလေမှာ social ကိုခဏ break လိုက်တာဒါမှမဟုတ်လို့ရှိရင်ဒီ communication ပေါ့နော်ပေါင်းသင်းနေကြတယ်မှာသွားတာလာတာတွေကိုခဏ break လိုက်တာတို့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဥစ္စာကိုယ့်အတွက်အချိန်ပြန်ပေးလိုက်တာအချိန်ပြန်ပေးပြီးတော့ကိုပြန်သုံးသပ်တာတခုခုလောက်တော့မယ်ဆိုရင်ဘယ်သူ့မှသွားမကြည့်နဲ့ကိုပဲပြန်သုံးသပ်အရာအလုံးကကိုယ့်ပေါ်မှာပဲမူတည်တာငငယ်တုန်းကတီးခဲ့တဲ့ဥစ္စာက everything is depend on you ဆိုပြီးတော့ကိုတွေးခဲ့တာပေါ့နော်မင်းကောင်းရင်ငါကောင်းမယ်မင်းပေါ်မှာပဲအရာအလုံးကမူတည်တယ်ဆိုပြီးတော့ငငယ်ကတော့ထင်ခဲ့တာပေါ့နော် no အခုနောက်ပိုင်းကိုတီးလာတဲ့အချက်ကကြတော့ everything is depend on me အရာအလုံးကိုပေါ်မှာပဲမူတည်တာဆိုတော့လေကိုရဲ့သုံးသက်ချက်တွေကိုရဲ့စဉ်းစားချက်တွေမှန်ကန်မှကွာကိုရဲ့ရွေးချယ်မှုမှန်ကန်မှအောင်မြင်မှုကရတယ်စူးစမ်းတိုင်းမအောင်မြင်ဘူးအဲ့ဒါနံပါတ်1ချက်နောက်တစ်ချက်ကကြတော့အောင်မြင်လာပြီဆိုလို့ရှိရင်အဲ့ဒီဟာကိုတခါ silent ထပ်နေရတယ်အဲ့ကြောင့်မို့ပြောတာပေါ့ silent is the power ဆိုတာလေသိရမလားတိတ်ဆိတ်နေခြင်းอ่ะကွာမကောင်းတာမဟုတ်ဘူးအရန်ရင်ကုန်နှုတ်ပိတ်ကိုပြောရတော့မဟုတ်ဘူးเนาะတချို့အရာတွေမှာအောင်မြင်လာပြီဆိုလို့ရှိရင်လည်းတချို့အရာတွေတော့ချပြတင်ပါတယ်ဟုတ်တယ်အောင်မြင်တဲ့အကြောင်းအရာကိုချပြရတဲ့အခါမျိုးလေးရှိဘာလို့ဆိုတော့ဒီဘက်ခေတ်က digital marketing เนาะဒီဘက်ခေတ်ကလူတွေရဲ့အမြင်ကွာဒီလိုမျိုး Trump နောက်တို့အောင်မြင်မှုနောက်တို့အဲ့လိုမျိုးကိုယ့်ရဲ့ရွေးချယ်မှုမှန်ကန်မှုမမှန်ကန်မှုတွေကိုတွေးတာမဟုတ်ဘူးသူများအောင်မြင်နေဆို like လုပ်ချင်တာအဲ့တော့အောင်မြင်မိသားလူကတော့ like လုပ်တဲ့အတွက်ကြောင့်မလို့ဥမာသူတို့က like ပြီး follow လုပ်လာတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့အောင်မြင်တဲ့အောင်မြင်သွားတာပေါ့နော်ဒီလူတွေကတော့နောက်ကနေ like ပြီးရင် like ပေါ့အဲ့လို like ရင်းနဲ့မှပဲကိုလမ်းကြောင်းကိုတွေးရှိသွားတဲ့သူတွေလည်းအများကြီးပေါ့နော်ဆိုတော့လေအလောစကဲလို့လဲနေတာပေါ့နော်တချို့ဟာတွေကတော့ချပြတဲ့ဒါပေမဲ့အရာအလုံးကိုချပြဖို့တော့မလိုအပ်ဘူးလို့ထင်တယ်ဘာလို့လဲဆိုတော့ကိုယ့်ထက်ဘလောက်ထိတာနေတာပဲဖြစ်နေကိုယ့်ထက်ဘလောက်ထိတော်နေတာပဲဖြစ်နေကိုယ့်ထက်ဘလောက်ထိချမ်းသာနေတဲ့သူပဲဖြစ်နေ insecure ဖြစ်တယ်
ကိုယ့်ရဲ့အောင်မြင်မှုကိုမြင်သွားတဲ့အခါမှာကိုယ့်ရဲ့အကြောင်းအရာအကုန်လုံးကိုချပြလိုက်တဲ့အခါမှာ insecure ဖြစ်တဲ့စိတ်ကဝင်ကိုဝင်တယ်အဲ့ဒါကကျမကိုယ်တိုင်လည်းဖြစ်တယ်မလိမ်ဖြစ်တယ်ဆိုတာလေဒီလိုမျိုးဖြက်စီးလို့စိမ့်နဲ့ဖြစ်တာတော့မဟုတ်ဘူးပေါ့နော်တော်တော်များများဖြစ်တာပါဒါကတော့လေဒီလိုမျိုးစာတွေလည်းလိုက်ရှာဖတ်ကြည့် insecure ဖြစ်တဲ့ဟာနဲ့ secure နဲ့ insecure လူတိုင်းမှာရှိတယ်ကွာကိုမှဘလောက်ထိပဲပိုရှန်နေပြည့်စုံနေကွာ insecure ဖြစ်တဲ့အပိုင်းဆိုတဲ့ဥစ္စာကအနည်းနဲ့အများတော့ရှိတယ်အဲ့တော့ကိုယ့်ရဲ့လမ်းကြောင်းတွေကိုအကုန်လုံးချပြလိုက်တဲ့အခါမှာသူတို့ရဲ့လမ်းကြောင်းကျင်းသွားတယ်လို့မျိုးကိုယ့်ထက်တာနေတဲ့သူကလည်းခံစားသွားရတယ်ဆိုတော့လေတချို့အရာတွေကိုမချပြတာကောင်းတယ်ချပြတာလည်းကောင်းတယ်လို့မချပြတာကောင်းတယ်အမှကြော်ညာနေစေကာလာတို့ဘာတို့မှချပြတယ်ဆိုပေမဲ့အဲ့ဒီကသုံးချိုးတစ်ချိုးလောက်ပဲချပြတင်တယ်လို့ထင်တယ်ပေါ့နော်ဒါကတော့နောက်ထပ် silent တစ်ခုပြောချင်တာပေါ့နော်နောက်တစ်ခုကကြတော့ relationship တွေ relationship ဆိုတာကဒီသမီးစား relationship ကိုပြောချင်တာမဟုတ် friendship ပဲဖြစ်ပေါ့နော်တချို့ friendship တွေကလေရန်နေဖြစ်စကားတွေများစကားသဘောထားတွေကွဲလွဲပြီးတော့မှကွာပြတ်တောက်သွားတဲ့ relationship တွေမဟုတ်ဘူး silent ဖြစ်သွားတာအေးဆေးသွားတာအဲ့ဒီဟာကိုသွားပြီးတော့လေဘာလို့ silent ဖြစ်ကြတာလဲဆိုပြီးတော့အဖြစ်မရှာခြင်းနဲ့ဘာလဲဆိုတော့လေကျမကတော့ငယ်ငယ်လေးကignore လုပ်ကြတာကိုကြိုက်လို့လာတော့မသိဘူးပေါ့နော်လူပြောမလဲတိတ်စိတ်မဝင်စားတတ်တဲ့ထဲမှာပါတာပေါ့နော်အဲ့လိုမျိုးဟာတွေကိုသွားမသိချင်နဲ့ကွာဘာလို့ငါတို့တွေဝေးကွာသွားလဲဘာလို့ငါတို့တွေအေးဆက်သွားလဲဆိုလို့ရှိရင်ငါလေအဖြစ်ရရှင်းလေးကိုရီးယားအတွေးတွေမတူသွားတဲ့ target တွေမတူလမ်းကြောင်းတွေမတူလူတစ်ယောက်နဲ့တစ်ယောက်နဲ့ကလေအတူတူပေါင်းစည်းပြီးတော့အမြဲတမ်းဒီလိုမျိုးစုံမှတ်တစ်ခုတူနေမှသာလျင်ဝေးတူနေမှသာလျင်ဝေးနေခဲ့ရင်တော့စုံသွားတာကွာgoal တစ်ခုတူနေမှသာလျင်ပေါ့နော်ဒီကဲလို့အဲ့ဒီ goal ကလည်းမတူဘူးဆိုလို့ရှိရင်ကလေလူတွေကလေသူ့ goal ကိုသူသွားနေရဆိုဒီလိုကားရိုက်လည်းဖြစ်သွားနိုင်တယ်ဒီလိုရှင်ပြီးသွားတာလည်းဖြစ်သွားနိုင်တယ်အဲ့ဒီဟာတွေပေါ်မှာသွားပြီးတော့ feeling တွေသွားထည့်နေစရာမလိုဘူးပေါ့နော်ဒါကတော့နောက်တစ်ချက်ပေါ့နောက်တစ်ချက်ကကြတော့ဒီ feeling နဲ့ကိုယ့်ရဲ့ခံစားချက်တွေနဲ့လှုပ်ဆောင်ချက်တွေကိုမရောထွေးနဲ့ကိုချထားတဲ့စီကံတတ်မှတ်ချက်တွေပေါ်မှာသွားပြီးတော့ခံစားချက်တွေနဲ့သွားပြီးရောထွေးပြီးဆုံးဖြတ်ချက်တွေမမှားစေနဲ့ပေါ့နော်တခါတလေဆိုလို့ရှိရင်ကိုငါတော့ကိုချထားတဲ့စီးမြင်စည်းကံတွေ rule တွေပေါ်မှာငါတော့လုံနိုင်နေဆိုပြီးကို proud ဖြစ်ပေမဲ့လို့အဲ့လိုမျိုးဖြစ်နေရင်တန်လန်းတဲ့ကိုတခါတလေမှာ emotional ရောပြီးတော့အဲ့ဒီဟာတွေအကုန်လုံးပျက်စီးသွားတာတွေရှိတယ်အဲ့တော့ပြောချင်တာလေပြဿနာနဲ့ခံစားချက်တွေကိုမယောနဲ့ပေါ့နော်ပြဿနာနဲ့ခံစားချက်တွေကိုမယောနဲ့တခါတလေမှာပြဿနာတွေဖြစ်လာပြီဆိုလို့ရှိရင်လေဖြစ်လာတဲ့ပြဿနာကိုပြဿနာလို့မမြင်မှန်းနဲ့ဖြေရှင်းတာကွာခံစားချက်တွေရောပြီးတော့ဖြေရှင်းမိတာအဲ့ချိန်မှာမှန်ကန်တဲ့အဖြေကမရတော့မှန်ကန်တဲ့ result ကမထွက်လာတော့